မင်္ဂလာပါဒီတစ်ခါတော့မင်းတို့ကိုကဂျယ်လီထိုင်းတီးလေးဖြော်ကြမယ်နော်အရင်ဆုံးရေ300မီလီနဲ့ထိုင်းတီးပေါင်တာ4 tablespoon ကိုထည့်ပြီးတော့အပူပေးပါမယ်ရေစုလာပြီး10မိနစ်လောက်ဆိုရင်တော့ရပါပြီเนาะခဏလောက်အနည်းလေးထိုင်သွားအောင်ဘေးမှာချထားလိုက်ပါမယ်ပြီးတဲ့အခါအရေးကြီးလေးတွေပဲလိုချင်တာဖြစ်တဲ့အတွက်ကြောင့် Steel Filter လေးနဲ့ပဲအရေးလေးခဏလောက်စစ်ထားလိုက်မယ်เนาะအဲ့ချိန်မှာထိုင်းတီးဖြော်မဲ့ခွက်ထဲကို Sugar 3 teaspoon နဲ့ Creamer 4 tablespoon ထည့်ပါမယ်ဒီနေရာမှာနှုတ်စီအသုံးပြုလဲရပါတယ်เนาะပြီးတဲ့အခါခုနကအရေးကြီးခံထားတဲ့ထိုင်းတီးလေးတွေနဲ့ရောပြီးတော့မှုတ်လိုက်ပါမယ်အားလုံးတမသွားပြီဆိုလို့ရှိရင်တော့ရေခဲတစ်တာထဲမှာအေးခံလို့ရပါပြီရှင်နောက်တစ်ခါရေ180မီလီgelatin powder 10 gram sugar 25 gram တို့ကိုထည့်ပြီးတော့ပျော်အောင်မှုတ်ပေးပါမယ်ingredient တွေအားလုံးအရေးပျော်သွားပြီဆိုလို့ရှိရင်တော့အပူပေးပါမယ်ရေစုလာပြီဆိုလို့ရှိရင်တော့ကိုကာပေါင်တာ1 tablespoon ထည့်ပြီးတော့မှုတ်ပါမယ်ကိုကာပေါင်တာလေးတွေအားလုံးပျော်သွားပြီဆိုလို့ရှိရင်တော့အပူပေးတာရက်လို့ရပါပြီပြီးတဲ့အခါအသင့်ပြင်ထားတဲ့ဖန်ခွက်ကလေးတွေနဲ့ဘူးလေးတွေတဲကိုထည့်ပြီးတော့4 နာရီကြာရေခဲတစ်တာထဲမှာအေးခံပါမယ်ဂျယ်လီလေးတွေခဲသွားပြီဆိုလို့ရှိရင်တော့ထိုင်းတီးဖြော်တောက်ဖို့အသင့်အနေထားဖြစ်သွားပါပြီเนาะခဲနေတဲ့ဂျယ်လီလေးတွေကိုအေးပိုက်လေးနဲ့ပဲအခုလိုမျိုးခြေပေးမှုတ်ပေးရင်ရပါပြီเนาะထိုင်းတီးနေရာမှာ green tea တို့ no a တို့ကိုအစားထိုးပြီးအသုံးပြုလို့ရပါတယ်အခုလိုမျိုးဖြော်ရည်ဘူးလေးတွေကိုထည့်ပြီးတော့ပြင်ဆင်လို့လည်းရပါတယ်မင်းဗီဒီယိုကိုကြည့်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ် idea အသစ်လေးတွေထပ်မံရရှိတယ်ဆိုရင်လည်း comment လေးတွေရေးပေးခဲ့ပါဦးเนาะ